နာမည်ကြီးမင်းသမီးတွေကိုအထက်လဲတွဲခဲ့ပေမဲ့မန္တလေးကချစ်သူဆရာဝန်ကိုရွှေတကုံဖျားပေါ်မှာလက်ထပ်ခွင့်တောင်းလိုက်တဲ့တရုတ်ဆောင်ထွန်းထွန်းမင်္ဂလာပါပရိသတ်ကြီးရေပရိသတ်တွေအားလုံးကစောင့်ကြည့်နေကြတဲ့အမှုပညာလောကရဲ့သတင်းထူးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့ပရိသတ်တွေကြားအတော်လေးရေပန်းစားနေပြီပြပြအိုးအိုးနှခမ်းနီမလေးတွေအသေးကွဲသွားစီမဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်နော်အဲ့ဒါကတော့အဆိုတော်မင်းသားထွန်းထွန်းပဲဖြစ်ပါတယ်အမှုပညာတက်တန်းတစ်လျှောက်နာမည်ကြီးမင်းသမီးတွေနဲ့သတင်းတွေထွက်ခဲ့ဘူးသလိုပရိသတ်တွေကလည်းဘယ်သူနဲ့များနောက်ဆုံးလက်တွဲမလဲဆိုတာစိတ်ဝင်စားခဲ့ကြပါတယ်အခုတော့ထွန်းထွန်းတယောက်သူချစ်ရတဲ့မန္တလေးသူဆရာဝန်မလေးကိုလူသိရှင်ကြားဖျားပေါ်မှာလက်ထပ်ခွင့်တောင်းလိုက်ပြီးပဲဖြစ်ပါတယ်သတင်းကတော့ထွန်းထွန်းဟာသူ့ရဲ့ချစ်သူကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်က propose လုပ်ဖို့အစီအစဉ်ထားခဲ့ပြီးမနေ့ကဧပြီလ28ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာပေါ်ကိုသတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။မန္တလေးမြို့ကဆရာဝန်မလေးဒေါက်တာအင်းငိမ့်သူကိုရန်ကုန်မြို့ရဲ့အထွတ်အမြတ်ထားရာရွှေတကုံစီတီတော်မြတ်ကြီးပေါ်မှာ surprise လုပ်ပြီးလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ဒီအခမ်းအနားလေးဟာရန်ကိုရိုးရှင်းပေမဲ့အနှစ်သာရရှိလာပါတယ်။ထွန်းထွန်းဟာဖျားရင်မြင်တော်ပေါ်မှာတငယ်ချင်းမိတ်ဆွေအနေငယ်အရှိမှာပဲဒူးထောက်ပြီးလက်စွပ်လေးနဲ့လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ဒီပုံရိပ်လေးတွေဟာပရိသတ်တွေကြားမှာချီးနှူးစရာအဖြစ်နိုင်ရီပိုင်းအတွင်းမှာပဲ share တွေ like တွေအများကြီးရှိခဲ့ပါတယ်။အရင်ကထွန်းထွန်းဟာအမှုပညာလောကထဲမှာနာမည်ကြီးမင်းသမီးအချို့နဲ့ချစ်ကြိုက်ခဲ့ဘူးလေလို့သတင်းတွေထွက်ခဲ့ဘူးပဲမဲ့နောက်ဆုံးမှာတော့အမှုပညာလောကပြင်ပကရိုးရိုးရင်ရင်ဆရာဝန်မလေးကိုပဲသူ့ဘဝရဲ့ကျင့်မော်အဖြစ်ရွေးချယ်လိုက်တာဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီသတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ထွန်းထွန်းရဲ့အမှုပညာညီကိုတွေဖြစ်တဲ့အင်စမအဖွဲ့ဝင်တွေနဲ့ရင်းနှီးတဲ့မင်းသားမင်းသမီးတွေကလည်းဝန်သားစကားတွေအပြိုင်ဆိုင်ပြောနေကြပါတယ်။ပရိသတ်တွေကတော့မန္တလေးသူလေးကကန်ကောင်းလိုက်တာလို့ဆိုကြသလိုအချို့ကလည်းထွန်းထွန်းတယောက်အတီတကျဖြစ်သွားပြီးမို့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုပြီးမှတ်ချက်တွေပေးနေကြပါတယ်။ဒါပေမဲ့ပရိသတ်ကြီးဒီသတင်းရဲ့နောက်ွယ်မှာတော့လူမှုကွန်ရက်ရဲ့အာဘော်တွေအရာအထင်ဖြင်းလေးတွေလည်းထွက်နေကြပါတယ်။အဲ့ဒါကတော့အခုခေတ်မှာနာမည်ကြီးအမှုပညာရှင်တော်တော်များများက5 star hotel တွေမှာခန်းနာကြီးကျယ်တဲ့ဒင်နာတွေတန်အလားဆင်မှုတွေနဲ့လက်ထပ်ခွင့်တောင်းလေးရှိကြပါမယ်။ကျမတို့ရဲ့အိုက်တော်ကြီးထွန်းထွန်းကတော့ရွှေတကုံဖျားပေါ်ကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါကိုအချို့ကလည်းအေဂျင့်နဲ့အနှစ်သာရကိုရှာတာပါလို့မြင်ကြသလိုနောက်ပြောင်တက်တဲ့လူမှုကွန်ရက်အသုံးပြုသူအချို့ကတော့ဒါဟာအခုခေတ်ကုန်စည်နှုန်းတွေအရပတ်ချက်ကိုအထီရောက်ဆုံးချွေတာလိုက်တာပဲဆိုပြီးတော့လဲစနောက်နေကြပါတယ်။ပွဲအစီအစဉ်တစ်ခုအတွက်တင်ရချီအကုန်ကြမခံမဲ့ဖျားရင်မြင်ပေါ်မှာရိုးရိုးရှင်းရှင်းလေးလှုပ်လိုက်တာစမတ်ကြဘတ်ဂျက်စေးပြီးလှုပ်လိုက်တာလားဒါမှမဟုတ်ဆရာဝန်မလေးရဲ့ယူသားတဲ့အကြိုက်ကြောက်လားဆိုတာကတော့ကာယကံရှင်ထွန်းထွန်းမှပဲသိပါလိမ့်မယ်နော်ဒါပေမဲ့ဘာမှဖြစ်လက်ကားရတဲ့ဖျားရင်မြင်ရဲ့အလားအပါကိုယူပြီးမန္တလေးဒူလေးရဲ့အသေးကိုဖန်ဆားနိုင်ခဲ့တာကတော့တကယ်ကိုတွက်ချေကြိုက်တဲ့အစီအစဉ်ပဲနော်ကဲအမှုပညာလောကမှာနှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့မင်းသားထွန်းထွန်းတယောက်ကတော့သူ့ရဲ့အချစ်စစ်ကိုရှာတွေ့သွားပြီပဲဖြစ်ပါတယ်။မကြခင်မှာလည်းမင်္ဂလာသတင်းတွေထပ်ချရဖို့ပရိသတ်တွေကမျှော်လင့်နေကြမှာပဲဖြစ်ပါတယ်နော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာသတင်းတွေနဲ့တခြားသတင်းထူးတွေကိုသိရှိနိုင်မှုကျမတို့ရဲ့ channel လေးကိုစောင့်ကြည့်အားပေးကြပါအောင်လို့ပြောကြရင်ဒီနေ့အတွက်နှုတ်ဆက်လိုက်ပါတယ်နော်။ကျမတို့ရဲ့ channel လေးကိုလည်း like and share လေးလုပ်သွားပေးဖို့မမေ့ကြပါနဲ့အောင်နော်။အားလုံးပဲတာရတဲ့နေ့လေးတစ်ရက်ပိုင်ဆိုင်နိုင်ကြပါစေရှင်။